ကျောင်းနေမှာရွာကျောင်းနေမှာပဝါဒနာပွဲလို့ပြောကြတယ်ဗျာအဲ့ဒါဓမ္မမိတ်ဆွေများသိအောင်ထမှန်ပြီးဖြေကြားပေးတော်မူပါဗျာပဝါဒနာဆိုတာပွဲမဟုတ်ပါဘူးနော်ပဝါဒနာဆိုတာဖိတ်မှန်တာဘာလို့ဖိတ်မှန်လဲဆိုတော့ဦးဇင်းတို့ဝါတွင်3လဝါစုလားပြည့်ကျော်တရက်နေ့မှာဦးဇင်းတို့ဝါစုခဲ့ရပါတယ်ဝါစုခဲ့ရင်ဦးဇင်းတို့ဝါကောင်းတော်တလင်းတည်င်းကျွတ်လားပြည့်ကျော်တရက်နေ့မှာဦးဇင်းတို့ဝါကျွတ်ပါတယ်အဲ့ဒီတည်င်းကျွတ်လားပြည့်နေ့မှာဦးဇင်းတို့မဟာပဝါဒနာနေ့ဆိုပြီးတော့လှုပ်သတ်မှတ်ထားတယ်အဲ့ဒီနေ့မှာပဝါဒနာပြုရပါတယ်ပဝါဒနာပြုတယ်ဆိုတာဖိတ်မှန်တာဘာဖိတ်မှန်လဲဆိုတော့ဦးဇင်းတို့ဝါတွင်3လပတ်လုံးမှာဦးဇင်းတို့တွေတည်င်းသုံးတော်မူခဲ့ကြတာတဦးနဲ့တဦးကာယကံတွေဝစီကံတွေမနောကံတွေပြစ်မှားမိခဲ့တာတွေရှိနိုင်တယ်ချွေရင်ချက်အားနည်းချက်တွေရှိတတ်တဲ့ပုထုဇဉ်တွေမှာအဲ့ဒါကြောင့်မို့အချင်းချင်းတန်ခံပန်းတွေပဝါတွေမိတန်ဃာတော်ကိုဖိတ်မှန်ပါဤပဝါဒနာဆိုတာဖိတ်မှန်တာဟုတ်ပြီလားဒိဋ္ဌိနာဝသူတေနာဝပရိသင်္ကာယဝမြင်ချင်းအပြည့်၎င်းကြားချင်းအပြည့်၎င်းယုံမှချင်းအပြည့်၎င်းဝရန္တုမအာယတမ္ပံတော်အနုကံပံဥပါဒါယအရှင်ဘုရားတို့အဲ့လိုမြင်ချင်းကြားချင်းယုံမှချင်းရှိတယ်ဆိုရင်တပည့်တော်ကိုတနာတော်အားဖြစ်ပေါ်လေပြောဆိုဆုံးမပေးပါဗျာပတ္တန်တော်ပရိကရိတ္တမီအပြစ်ရှိရင်တပည့်တော်ကုစားပါမယ်တပည့်တော်ချွေရင်ချက်အားနည်းချက်တွေမြင်ရင်ပြုပြင်ပါမယ်တိတ်ကောင်းတဲ့သူတော်စင်တို့ရဲ့ဖိတ်မှန်တဲ့ပွဲပေါ်ဟုတ်ပြီလားပြောမယ်ဆိုရင်အပြစ်တွေရှိရင်အချင်းချင်းတောင်းပန်ပြီးတော့ဖိတ်မှန်တာဒါသာသနာကြီးပွားကြောင်းပါပွဲတော့မဟုတ်ဘူးအဲ့ဒီနေ့ကပဝါဒနာနေ့လို့ခေါ်တယ်အချင်းချင်းဖိတ်မှန်ပြီးဦးဇင်းတို့ကုသိုလ်တရားတိုးပွားတဲ့နေ့တစ်နေ့ပေါ့ပွဲမဟုတ်ဘူးနော်ဒီကောင်မကြီးချိုးတလေကြောင်းနေမှာပွဲသွင်းလို့ပါဗျာအဲ့ဒါတတ်အကုသိုလ်ဖြစ်သွားတယ်